ပုံစံလေးနဲ့တို့တွေပြောခဲ့ကြတာပေါ့နော် so this scary conversation is imaginary so who knows we the creator may be talking to an AI bot just like this in the near future near future မှာတော့မဟုတ်ပါဘူးအခုတောင်မှတို့မေးချင်တဲ့အကြောင်းအရာဘာဖြစ်ဖြစ်တို့တွေလမ်းပြီးတော့မေးလိုက်တာလေတို့တွေကိုလမ်းပြီးတော့ AI နဲ့တူတူစကားပြောလို့ရပြီအင်္ဂလိပ်စာလေ့လာတဲ့တချို့ကလေးတွေဆိုရင်ဒီ AI နဲ့သုံးပြီးတော့ပြီးအပြည့်အရလေ့လာနေပြီတလောကဒီ GER ပေါ့နော် essay ပုံစံရေးတဲ့ခါကျတော့သူတို့ကလူပုံတရရေးတယ်ကိုယ့်ကိုရေးတယ်ပြီးရင် AI ကိုပြန်ပေးတယ်ပြန်ဆက်ခိုင်းတယ်အဲ့လိုပုံတရနဲ့လည်း essay ကိုဟိုဘယ်လိုပြောလဲ essay ကိုတိုးတက်အောင်ရေးနည်းတွေလည်းလေ့ကျင့်နေကြတာလည်းကိုတို့သိရတယ်ပေါ့နော်ဒုကလေးတွေလည်းအဲ့ဒါလေးတွေသုံးနေကြတာလည်းတွေ့တယ်တို့ရှိမှရှိတဲ့ဒီအလကားသုံးလို့ရတဲ့ AI ကိုလည်းတို့ကျူးရှိသုံးချဖို့လိုရတယ်ဟုတ်တယ်နော်မနီမဝေးခံတော့မဟုတ်အခုလက်ရှိမြင့်မောက်ပါတယ်တို့တွေနေ့စဉ်ဘဝတွေမှာလွမ်းမိုးမှုကရှိတာပဲဒီလိုကြောက်စရာကောင်းတာမလို့ AI ကနေပြီးတော့ကိုယ်ကိုပြန်မေးနေပြီနော်နေရာငါတို့ရဲ့ creator မဟုတ်ဘူးဆိုတဲ့ confidence လေးမျိုးနဲ့ပြောနေကြတယ်နော်ဟုတ်တယ်မလားအဲ့တော့နောက်တစ်ခါဒီတရုတ်နိုင်ငံမှာဆိုရင်ဒီအပြေးပြိုင်ပွဲတွေမှာဆိုရင်ဒီ AI တွေကို AI စိတ်ရုပ်တွေကိုစပြီးတော့သုံးလာတာမင်းတို့လည်းသတင်းတွေထဲမှာမြင်ရပါတယ်နော် so this scary conversation so scary means Can you tell me the synonym word or the synonym word or scary? Frightening. Okay. What about imaginary? Synonym words or imaginary or opposite word or imaginary? Opposite word or Logical. imaginary? Okay. Synonym word is magical. Eternal word or imaginary? Logical. Logical or reality or in real ဟုတ်တယ်နော်အဲ့တော့ဒီလိုကြောက်စရာကောင်းတဲ့ conversation ကဒါစိတ်ကူးရတဲ့ပဲဒါပေမဲ့လေ who knows ဟုတ်တယ်နော် we the creator ကျွန်တော်တို့ကိုယ်တိုင်ဖန်တီးတဲ့သူဖြစ်တယ်ဒီမှာ we ရဲ့နောက်မှာပါတဲ့ the creator က now ဆိုတော့က we ပုံမှန်တစ်ချက်ခံတယ်အနောက်ကအရှင်းနောက်ကိုထူးထူးသလားအရှင်းနောက်ကအနောက်ကိုထူးထူးသလားအနောက်ကအရှင်းနောက်ကအရှင်းနောက်ကိုထူးပြတာပုံမှန်တစ်ချက်တော့တာဖြစ်တဲ့ grammar ရဲ့ဆိုတာဘာပုံစံကိုရေးထားလဲNow in opposition. Now say opposition ကိုတောင်းလာတာတနည်းနောက်တစ်မျိုးသူကိုလည်း opposite လို့လည်းခေါ်တယ် opposition မှာတောင်းတယ် opposite လို့လည်း maybe talking to မြန်မာမသိချာတဲ့သဘောနဲ့ maybe talking to လို့တောင်းလာတယ် maybe သဘောတောင်းလာတာဟုတ်တယ်နော် AI လေးတဲ့ဒီလိုမျိုးစကားပြောလာတယ်တော့မနီးတဲ့တော့တိတ်မဝေးတော့တဲ့အနာဂတ်ဆိုတော့ in the near future ဟုတ်တယ်နော် evolution is happening so fast အဲ့တော့ဟိုတဲ့ကနေပြီးတော့လက်ရှိအချိန်ထိဟုတ်တယ်နော်ဖြစ်ပြနေတဲ့အခြေအနေတွေတခုသမီးတောင်လုံးမှာလေဒီဟိုအပြောင်းလဲလေးတွေကဖြစ်နိုင်တဲ့အနေအထားလေးနဲ့ present continuous နဲ့ရေးထားတာတွေ့ရနော် so it's a matter of years ဆိုတော့ဒီမှာ it's a matter of years or maybe just months ဆိုတော့ဒီက idiot တောင်းတော့ it's a matter of seconds ဆိုတော့ the second တဲ့မပိုး it's a matter of hours ဆိုရင်တနာရီနေရာတနာရီနှစ်နာရီလောက်တောင်မကြာမပိုးစသဖြင့်ဒီလိုသဘောဒီမှာလည်း it's a matter of years ဆိုတော့ဘယ်လိုပြောချင်တာလဲတနေ့တောင်မကြာတော့ဒါမှမဟုတ်လေလပိုင်းလောက်တောင်ပဲကြာရဲဆိုတဲ့အနေအထားလေးကိုတောင်းလာတာဒီနေ့ it's a matter of year နေရာမှာ hour တို့เนาะ minute second hours week day စသဖြင့်အဲ့ဒါလေးတွေလိုက်တဲ့ကြည့် EDS စကလုံးသုံးလုံးလေးတွေများပါလားဆိုတော့ဒီကိုထည့်လိုက်မှဆိုရင်တရက်ထက်မကြောက်မပိုးဒီweek ကိုထည့်လိုက်တယ်တပတ်နှစ်ပတ်လောက်ပဲเนาะတပတ်နှစ်ပတ်ထက်မပိုးမကြောက်စသဖြင့်ဒီလိုသုံးလုံးမျိုးတွေတို့သုံးလို့ရတယ် before people are replaced by machine အဲ့တော့လူတွေနေရာမှာဘာတွေစားထုတ်လာလဲဆိုတော့စေရုပ်တွေစားထုတ်ချက်လူတွေဟာစေရုပ်နဲ့စေရုပ်တွေကလူတွေနေရာမှာအစားထုတ်ချက်ခံလာရပြီဒါဆိုဒီမှာ grammar ပုံစံနဲ့ရေးထားတယ်ဘာပုံစံလဲခင်ဗျာ passive ပိုင်းနဲ့ရေးထားဟုတ်တယ်နော်အခုတချို့ company ကြီးတွေဥပမာ Facebook လို company ကြီးတွေနေရာမှာပဲဒီလူသားနေရာမှာလူသားကိုစိတ်ရုပ်လူသားတွေကိုစိတ်ရုပ်ကိုအစားထိုးဖို့เนาะအဲ့လိုမျိုးပုံစံမျိုးလုပ်လာတယ်လို့ကိုလေးကဖတ်လိုက်တဲ့တဲ့မျိုးဆိုသူတပြည့်လုအားအောင် short ချလိုက်တာအဲ့လိုဒီရမှာနော်ကစဉ်းစားဖို့အတွက်
so food for those who sings out many people still think that the automation can create new kinds of jobs. This may result in creative productivity and economic growth. The unreasonable fear of robots emerges in years to come, maybe just a false alarm. လူတွေကဒီအလူလျောက်ဖြစ်ပေါ်နေတဲ့ဒီအနေထားတွေကအလုတ်ကိုက်ခွင့်လန်းကိုဖန်တီးနိုင်တယ်ဆိုပြီးတော့လက်ရှိချိန်ထိလည်းတွေးထင်နေတော့မှဒီလက်ရှိလည်းဒီလိုပဲမြင်နေတယ်ပေါ့နော်ဒီဟာအနေနဲ့ဘယ်လိုဖြစ်လာလဲဆိုရင်ထုတ်လုပ်မှုအင်အားကိုတိုးစေတယ်တခါစီးပွားရေးကဏ္ဍမှာအများကြီးဖြစ်ထွန်းစေတယ်ဒီလိုစိတ်ရုပ်နဲ့ပတ်သက်ပြီးတော့မလိုလားအပ်တဲ့ကြောက်ရွံ့မှုဒါကတော့တနည်းအားဖြင့်စာရေးသူရဲ့ opinion ကိုပြောတာလည်းဖြစ်မှာပေါ့နော်emerging year to come maybe just a fall ဒါဟာညှို့လက်ချက်အမှားဟုတ်တယ်နော်အမှားလည်းဖြစ်ကောင်းဖြစ်နိုင်တယ် false ဟုတ်ဆိုရင်ညှို့လက်ချက်အမှား false လည်းဆိုတော့တက်လက်တယ်မားရွေးတဲ့တက်လက်တယ်ကိုလည်းဖြစ်နိုင်တယ်နော်တက်လက်တယ်ဆိုတော့သိရနော်လို့တက်လက်တာအတော့ပါကြနော်ဒီလိုမျိုးလဲသုံးတယ်ကိုဘက်က line နဲ့ကြာနေတဲ့အဆင့်ကောင်းကောင်းကြားရလားခင်ဗျာကိုတော့ကြာ like ချက်ကြာနောက်တစ်ပိုင်း many are optimistic about the technological revolution and believe that automation and machinery combined with AI will bring nothing but the best for humanity. Needless to say, machinery make people's lives easier in the past. There is no end to people's wants and we need to spend more hours at workbenches, factories, and offices. No one can deny the fact that the invention of the machinery is closely tied to productivity. However, should we trust our future to an emotionless machine in the workplace? The cost of creating these machines and advancing technologies, which also affects people losing jobs and incomes, can be doubted. So, opposite or optimistic? You know, optimistic. The positive was or negative or optimistic? positive one Positive. So, opposite or optimistic is pessimistic. Pessimistic အဲ့တော့ဒီနေ့အဖြစ် optimistic ကအကောင်းမြင်တာအကောင်းမြင်သွားတာပေါ့နော် pessimistic ကကျတော့အဆိုးမြင်သွားပြီးအဆိုးမြင်တာ about the technological revolution ဒီနည်းပညာပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့ဒီမှာ many ရဲ့နောက်မှာဖြုတ်ထားတာတခုရှိတယ်ဘာဖြုတ်ထားလဲ many ရဲ့နောက်မှာဖြုတ်ထားတဲ့စကားလုံးတစ်လုံးရှိတယ်ပါလဲ many people ပြောတာလေနော်လူတွေကဒီနည်းပညာ revolution ပြောင်းလဲမှုနဲ့ပတ်သက်ပြီးတော့သူတို့ဒီအကောင့်နေတယ်ပြီးတော့တစ်ခါဒီမှာဗာဖြုတ်ထားသေးလဲ they they ကိုဖြုတ်ထားတယ်အဲဆိုရင်ဒီမှာ AND နဲ့ဝစ်ကြောင်ကိုဆက်ထားတယ်လေနော်ဟုတ်တော့နော် AND နဲ့ဆက်ထားတယ် DUT ဘက်လည်းပါတယ်ဒီစာကြောင်းလို့ဒီလိုမျိုးစာကြောင်းကိုကျွန်တော်ကပေါက်ဆန်းတယ်လို့ခေါ်တယ်ဆိုရင်ဆရာတို့ဒါလေးမှတ်ပြီး time wise ဆိုတဲ့အမှတ်ပြီးF stand for A stand for N stand for no D stand for bad sorry O stand for O Y stand for yet A stand for so ဒါတွေအကုန်လုံးကိုကျွန်တော်ခေါ်လဲဆိုတော့သူ့ကို fanboy လို့ခေါ်တယ်အဲ့တော့ဝကြတဲ့ကြောင်းကို fanboy တွေနဲ့ဆက်ထားရင်အဲ့ဒါကိုပေါင်းစမ်းတယ်လို့ခေါ်တယ်ဒီများပြအဲ့ဒီအောက်ကခုနှလုံးဒီ fanboy တွေဒီ coordinated conjunction လို့ခေါ်တယ်ဗါတယ်လေခင်ဗျာ coordinated conjunction
Favai တွေပဲမှာတော့လဲဆိုရင်ကိုပေါင်းစမ်းတဲ့တွေရေးတဲ့ခါကြရင်အဲ့လိုမျိုး coordinated conjunction ဖြစ်တဲ့ Favai တွေနဲ့ဝိကြရကိုဆက်ထားတယ်တနည်းအားဖြင့်ဝိကြလက်ကြောင်းကို the two sentences connected with coordinated conjunction Favai it becomes ကိုပေါင်းစမ်းတယ်ဒီအလိုလျောက်เนาะအလိုလျောက်လုပ်တဲ့စနစ်နဲ့ဒီပစ္စည်းနဲ့တစ်ခုပေါင်းလိုက်တော့ AI နဲ့ဒီပေါင်းစားလိုက်တဲ့ခါကျတော့ we bring nothing but the best for humanity ဆိုတော့လူသားတွေအတွက်အကောင်းဆုံးတွေယူဆောင်ဆောက်ကျင်းပေးလာတယ်လို့ပြောချင်တာเนาะဆိုတော့ဒီမှာအရှိမကျတော့ we bring nothing ဘာမှမယူလာဘူးလို့မဟုတ်ဘူးအနောက်ကနေအစုပ်ပြီးဆိုရင်တော့ကောင်းတဲ့ဟာတွေယူဆောင်ကျင်းပေးလာတယ်လို့ပြောရမှာပေါ့เนาะ needless to say ဆိုတော့ needless ကလိုအပ်တာနော်သူစိတ်ကပြောဖို့လိုအပ်တယ်ဆိုတော့အနောက်က LESS less ရဲ့သဘောက lucky ချိုလက်ကိုချိုတဲ့တာ LESS less ရဲ့အဓိပ္ပာယ်နော်လက်ကိုတနည်းအားဖြင့် without တနည်းအားဖြင့် not heavy မရှိခြင်းကိုပြတာအဲ့ဆို LESS less ပါတဲ့စကားလုံးလေးနည်းနည်းပြောပြကြည့်ဘာရှိမလဲ fearless fearless so fearless mean without fear useless thank you without fear careless fear so useless mean without use တတိပြောလိုက်တဲ့နောက်တစ်လုံးပါလဲ careless careless yes careless mean without care ကြည့်လားအဲ့လိုမျိုးမှန်လို့ဆိုအရန်လွယ်တယ်နော် LESS နဲ့ဘောကဘာနဲ့တွားတူလဲဆိုရင်လက်ကိုမရှိတာ without မပါတာ not happy မရှိချက်စသဖြင့်ဒီလိုလေးတွေးထားရင်ဒီနေရာပြ LESS less ဒီစကလုံးရဲ့အနောက်မှာရေးရတဲ့ဒါဒီ synonym လိုက် oh sorry prefix တာ suffix တာ suffix which ရဲ့စကလုံးရဲ့အရှိမ root ကိုစကလုံးတစ်လုံးရဲ့အရှိမအရှိကနေပေါင်းလိုက်ရင် so possible ရှိမှ I am ထည့်လိုက်မယ်ဆိုရင်ဘာဖြစ်သွားလဲ impossible ရှိက I am ထည့်တဲ့တွေ့တဲ့ prefix လား suffix လား prefix prefix ဆရာတို့ grade level ဟောနည်းနည်းပြန်ခေါ်တယ်နော် so prefix ကတော့ okay fear ဆိုတဲ့ root word စကလုံးကအနောက်ကနေ LESS လိုက်ထပ်ပေါင်းလိုက်တယ်အနောက်ကနေပေါင်းတဲ့သူ့ကို suffix အဲ့တော့ prefix ကိုမြန်မာလိုကြတော့ sister ပုံလို့ခေါ်ပြီးတော့နောက်ကနေပေါင်းတယ် suffix ကိုကြတော့နောက်ဆက်ပုံလို့ခေါ်နော် so needless to say ဆိုတော့ပြောဖို့မလိုအပ်တာလို့ပြောရမှာပေါ့ဒါဆို say နေရာမှာကိုထက်ချင်တဲ့စကားလုံးကိုထက်ကြည့်ပေါ့ဘာဝဲစကားလုံးတွေလိုက်ထက်ကြည့်အမှစိတ်ဝင်စားစရာကောင်းတဲ့စကားလုံးစကားစုအတွဲလေး phrases တွေထွက်လာတယ်ပြုံးနေဖို့မလိုအပ်တဲ့အရာတွေက missionary made people like easier in the world အဲ့တော့စစ်ပစ္စည်းတွေကလူတွေရဲ့ဘဝကိုဟိုအတိတ်တို့ကလည်းတက်တာဖြစ်အောင်ဖန်ပြီးပေးနိုင်ခဲ့တယ်ဒီနေရာမှာ immediate email လို့သုံးထားတော့ဒီ creative ဆိုတဲ့သဘော passive ပဲကိုပြောတာ there is no end to people wins အဲ့တော့ဘောကပိဋကပတ်တရားမယ်ဆိုရင်သူကပြောတယ်ဘောကတမားလေးရှိလားego တမားလေးရှိလားဟုတ်ရှိဘာပြောချင်တာလဲ there is no end to people wins ဆိုရင်လူတွေရဲ့လူအစံကအထမတန်နိုင်အောင်ပြရတယ်ဆိုတဲ့သဘောဟုတ်တယ်မလားလူတွေလူချင်တာဘယ်တော့မှအဆုံးမတတ်နိုင်ဘူးဆိုတော့ဘောကမှသုံးထားတယ်သူရဲ့ဒီအတိတ်ကဖြစ်စစ်ချက်တွေလူတွေရဲ့လူအစံတွေအထမတန်နိုင်အောင်ပြပြီဆိုတော့ဒီအတိတ်ကဖြစ်စစ်ခိုင်းရမလားဟုတ်ပါဘူးအဲ့တော့လူတွေရဲ့လူအစံအများအားမဆုံးနိုင်ဘူးအများအားလူချင်တယ်ဆိုတော့ we need to spend more hour အဲ့တော့လုပ်ငန်းခွင်မှာနော် at work picture ဆိုတော့လုပ်ငန်းခွင်မှာ factory စက်ရုံမှာ office ရုံးတွေမှာအလုပ်ချိန်တွေပို့ပြီးတော့သုံးဆွဲချင်တယ်ပို့သုံးဖို့လိုအပ်တယ်ဆိုတော့ဒီမှာတော့ငင်းလို့မရတဲ့အချက်တစ်ခုက no one can deny the fact that ဆိုတော့အဲ့တော့ writing တွေရေးတဲ့အခါတခါ speaking နဲ့ပြောတဲ့အခါဒီလိုအသုံးလုံးလေးတွေသုံးတယ် you can deny that ငင်းနိုင်တယ် no one can deny the fact that ဆိုတော့မငင်းနိုင်ဘူးThe invention of the machinery is closely tied to productivity. ဒါပဲဖြစ်ဖြစ်စစ်ပစ္စည်းတွေတိုးတက်လာတာနဲ့အများတို့
ထုတ်လုပ်မှုကလည်းတစ်ဆက်တဲ့တိုးတက်နေတယ်အဲ့ဒါနော်တနည်းအားဖြင့်ဒီမှာသူသုံးထားတဲ့ closely tied to တစ်ဆက်တဲ့ရှိတယ်ဆိုတဲ့သဘောဒါဒီအချက်ကိုဘယ်သူမှမြင်လို့မရအောင် However, should we trust our future to an emotionless machine? So emotionless means without emotion. emotion. အဲ့တော့စိတ်ခံစားမှုမရှိတဲ့နော်လုပ်ငန်းဝင်မှာဒီလိုစိတ်ခံစားမှုမရှိတဲ့ဒီစိတ်ပစ္စည်းတွေအပေါ်မှာကျွန်တော်တို့ should we trust our future ဆိုတော့တို့ရဲ့အနာဂတ်ကိုယုံကြည်သင့်လားဒီလိုရဲ့အဖြစ်က No. ရပါလားကျန်တဲ့သူတွေကဘယ်လိုထင်တော့ချက်ပေါ်မှာလည်းလို့ရတော့ဘယ်လိုထင်တော့ဒီနေရာမှာစာရေးသူတွေကိုယ်တွေကိုဖတ်တဲ့သူစာဖတ်သူတို့တွေက reader တွေနော်တို့တွေက reader စာရေးသူတို့တွေကိုမေးခွန်းထုတ်တယ်တရားပါပြောကျွန်တော်တို့ no ပါပဲ no okay. The cost of creating these machines and advanced technology အဲ့တော့ဒီစစ်ပစ္စည်းတွေတီထွင်လိုက်တဲ့ခါကြတဲ့တုံ့ချက်စိတ်ရဲ့ advanced technology အစစ်မြင့်တဲ့ဒီနည်းပညာတွေဒီနှစ်ခုက which also affect people losing jobs and income လူတွေရဲ့အလုပ်ကခွင့်လန်းတွေရဲ့ဝင်ငွေထိခိုက်စေတဲ့အတွက် capital တွေအဲ့တော့ annual ရှိနိုင်တယ်လို့ပြောချင်တာဟုတ်ပြီနော်ဒီအစီအစဉ်လားခင်ဗျာဟုတ်ကဲ့ဆရာ ချက်ပြပါအဲ့တော့ဒီမှာဒီနေ့ကိုပြောတဲ့အခါမှာစကားလုံးလေးတွေကိုလည်းမှတ်ထားဆရာဒီအခုဒီတိမှာဆိုရင်ဆရာပြောသွားလဲဖတ်ပွဲကိုပြောသွားတယ်ဖတ်ပွဲကြီးဆိုတာက F A M B O Y S ဖတ်ပွဲကိုနောက်တစ်မျိုးပေါက်ကို Jackson လို့ခေါ်လဲ coordinating Conjunction. စာကြောင်းနဲ့ကြောင်းကို coordinate ကို Jackson နဲ့စထားရအဲ့ဒီ set နဲ့ကိုဘာလို့ခေါ်လဲ compound composition နဲ့ဆရာဒီမှာအခု complex နဲ့မပြောဆိုလို့မရခက်နေလို့ဆိုလို့ဒါကinternal words or optimistic Pessimistic. careless mean Without care. without care needless mean without need emotionless mean without emotion. Without emotion. without emotion အဲ့လိုလေးမှတ်ထားပါနော်အခုဒီစာဆိုရင်ပေါ့နော်အခုနေဆိုရင်ဒီစာဒီတစ်ပိုင်းမှာဆိုရင်ပို့ပြီးလောက update လုပ်ဖို့တာမလိုတယ်နောက်တစ်မျိုးဖတ်ကြည့်ဒီစာပိုင်းပါဒီထဲမှာ dixi မပါဘူးဒီစာပိုင်းထဲမှာ dixi မပါဘူးတခြားရမပါဘူးအခုဆို GPT ဘယ်လောက်တောင်ရှိနေပြီလဲသူကဒီမှာတော့ GPT 1 to GPT 4ပဲပါပြီသူဆိုရင်မတွေ့နိုင်တဲ့ AI ပေါ်လာတယ်ဟုတ်တယ်မလား DC လည်းမပါဘူးဒီထဲမှာလေဒါဆိုရင်ဆရာဒီစာပိုင်းကိုဖတ်ပြီးရင်ဒီစာပိုင်းကတို့တွေဘာကြောင့်ပြောလဲပြောပြ What is the main idea of the passage? ဒီစာပိုင်းကဘာအကြောင်းပြောတာလဲ
အကြောင်းပြောတယ်လေခင်ဗျာဇာပိုက်ကတို့ဘာကြောင့်ပြော Human creativity and AI generated products are difficult to analyze. yes Become thank difficult to analyze. you so much the line between fruits or human creativity and AI generated product GPT has has increasingly blurred BLURED blur so opposite of blur is clear အဲ့တော့ဒီမှာ fruit လို့တောင်းထားတယ်ပေါ့နော် fruit ကို adjective အနေနဲ့တောင်းလို့ရတယ်ခင်ဗျ fruitful အဲ့ဒါအထူးသဖြင့်အစည်းအဝေးတွေဥပမာတမရနှစ်ယောက်ဝန်ကြီးချုပ်နှစ်ယောက်ကိုတွေ့တဲ့ခါကျရင် we have a fruitful conversation အပြီးနဲ့ဆိုတော့ဖြစ်ထောတဲ့သဘောပေါ့နော်။ဒီအဖြစ်ကောင်းတဲ့စကားပြောကောင်းခဲ့တယ်ဆိုတော့တနိုင်ငံနဲ့တနိုင်ငံချစ်ကြည်ရင်းနှီးစွာစကားပြောခဲ့တယ်ဆိုတဲ့သဘောနဲ့ဒီ fruitful ကိုသုံးလို့သုံးတယ်။နောက်တစ်ခါ fruitful လို့မသုံးဘူး productive လို့လည်းသုံးတယ်။ productive အဲ့တော့စင်နလေးတွေမှတ်ပြီးနော် fruitful လို့သုံး productive ကိုလည်းသုံးတယ်။အဲ့တော့လူဖန်တီးတဲ့အရာဟုတ်လားနော်လူဖန်တီးတဲ့အရာနဲ့ AI ကဖန်တီးထားတဲ့အရာဒီနှစ်ခုကြားမြင်ပါပါလေးက has increasingly blurred ခွဲခြားဖို့လွယ်သလားမလွယ်ဘူးလား မလွယ်ဘူး it's difficult to classify or to analyze who made is a people or AI ဆိုတော့ဆရာတွေဘက်ကနေလဲကြည့်လိုက်ရတာဒီသူတို့ရေးတာဟုတ်ရဲ့လားပေါ့နော် AI ပဲရေးသလားဟောဒီလိုလေးပြတာor the IT fraud IT represent IT stand for hello IT stand for IT ကဘာတော့မလေးIT ဖြစ်မှန်းလို့ IT ကဘာလဲမသိကြဘူးလားသိကြပါ Information technology. information technology တော့ all the IT first ဆိုတော့ရှစ်တန်းလို့ပြောတာရှစ်တန်းနောက်တန်းလို့ပြောချင်တာပြောတာတည်တယ်နော်အဲ့တော့ဒီဝိပညာကဏ္ဍရှစ်မျက်နှာစာမှာဆိုရင် with the rapid means synonym word or internet word timing Fast, is that fast or very fast very fast. very fast so very fast means rapid အလုံးလေးများတယ်နော် evolution of AI powered chatbots အဲ့တော့ဒီပညာကဏ္ဍမှာဆိုရင် AI ရဲ့ဒီတုံ့ပြုမှုတွေကတော်ကြီးကိုအစီအပြေခစ်စိတ်ရေးနေတယ်ဆိုတော့ဘယ်လိုဟာတွေလဲ ChatGPT from ChatGPT 1 to GPT 4အဲ့တော့ GPT mean generated pre-trained transformative ဟောသူကအတူကဟုတ်တယ်နော် acronym လို့ပြောမယ်ထင်တယ်နော် acronym GPT ဆိုတာဘာတွေလဲ GPT ဆိုတာ generated pre-trained transformative အဲ့တော့ GPT 1က GPT ပထမ3တော့ထုတ်တော့က GPT တခါနောက်တော့ GPT 1ပြီးရင် GPT 4တိတက်လာတယ်နောက်က DALL-E နောက်က machine ဒီလိုမျိုးပါတဲ့အကုန်လုံးဒီ can generate human like creativity အဲ့တော့စိတ်ရုပ်ကနေပြီးတော့ AI ကနေဖန်တီးတဲ့အရာဖြစ်တဲ့အတွက် creative လို့ပြောခဲ့တယ် generate လို့ပြောတာနော်လူဖန်တီးမှုအတိုင်းဒါတွေအကုန်လုံးဒီထုတ်ပေးနိုင်တယ်It's hard to distinguish, it's hard to classify or analyze between human created and AI generated content. ဒါ AI ရေးတာလားလူကရေးတာလားဆိုတာပဲချဖို့တကယ်ခက်တယ်နော် Right soaring lyrics တို့တွေဆိုသူ AI တက်တော့လို့ဆိုရင် AI တစ်ချက်တော့ခံစားလို့ရတယ်ဟုတ်တယ်နော်တစ်ချက်တွေ AI နဲ့ပတ်သက်ကြတယ် So drawing painting and art
အဲ့တော့အနုပညာကဏ္ဍမှာဆိုရင်ဒီမှာအနုပညာလို့မသုံးဘဲနဲ့ဆရာဒီနေရာမှာဝိဇ္ဇာလို့ပြောတာဆိုတော့မှ science art in science ဆိုရင်ဝိဇ္ဇာသိပ္ပံလို့ပြောတာပေါ့နော်တက္ကသိုလ်တွေမှာဆိုရင်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တခါ BA ဘွဲ့မှာဆိုရင်ဝိဇ္ဇာဘာသာရပ်မှာဆိုရင်เนาะဒီ art လို့သုံးတယ်အဲ့တော့ဒီနေရာမှာဆို art ကအပဲထားလိုက်ပါတော့ဘာသာပြန်ဟိုဟာဖြစ်မှာဆိုလို့ဒီအနုပညာကဏ္ဍမှာဆိုရင် drawing page တွေကတော့ပကြီးဆွဲတာတွေပချင်းရေးတာတွေတခါ academic paper and education ပညာရေးကဏ္ဍမှာဆိုရင်ဒီ academic paper တွေရေးတာတွေဒါတွေအကုန်လုံးဒီ Capital UCA AI ကိုသုံးပြီးတော့ရေးနိုင်တယ်ဆိုပြီးတော့သုံးလာတယ်เนาะစပ်သွားလို့ရသေးလားပြင်းနေပြီလား ဒီမှာဆို Stephen Hawking, one of the world's leading scientists, one of the dangers of artificial intelligence. It will either be the best thing that ever happened to us, or it will be the worst thing. If we are not careful, it very well may be the last thing. Is trust. Basically, AI will be very good at accomplishing its goal. If humans get in the way, we could be in trouble. So look at the paragraph. You agree or disagree with Stephen Hawking idea? Who can tell me you agree or disagree with Stephen Hawking's idea? Di a young lady in Tiara, I said, Yella, is it show that? ပြီးပါစေ ဟုတ်ပြေးပါတယ်ဆရာ Who is Stephen Hawking? He is one of the world's leading one of the world's leading scientists Scientist. So what did he say? What will it to the kabat the paper dimension the ဥဆောင်ပေါ့နော်အုတ်ရှောက်ခေါင်းဆောင်เนาะအုတ်ရှောက်ဖြစ်တဲ့အုတ်ဆောင်တစ်ယောက်ဖြစ်တဲ့ Stephen Hawking ကနေဒါပြောလေးဆိုရင်ဒီ AI ရဲ့အန်ဒီရဲ့ပတ်သက်ပြီးတော့တတိပေးဒီမှာပြောနေတယ် It will either be the best thing that ever happened to us တို့တွေမှာကြားတမျက်ထဲမှာဒါအကောင်းဆုံးရာဖြစ်လိမ့်မယ်ဒါမှမဟုတ်ရင်လည်း it will be the worst အဆိုးဆုံးရာဖြစ်လာနိုင်တယ် if we are not careful ဒါကို you design နဲ့မသုံးဆက်တတ်ဘူးဆိုရင် it will very well maybe the last day ဒါနောက်ဆုံးဖြစ်နေလိမ့်မယ် it's stress ဒီနေရာမှာ stress တွေဒီ point data ထောက်ပြတာဒါမှမဟုတ်ဒီထောက်သူပြောတာဒီလိုပြောချင်တာ stress ဒီနေရာမှာပြဖြစ်တာကိုပြောတာမဟုတ်ဘူးထောက်ပြတာပြောပြတာဝေဖန်တာသုံးသပ်တာဒီလိုသဘောမျိုးနဲ့တော့ basically တကယ်တော့เนาะ basically မတော့ဘဲနဲ့ actually လည်းသုံးလို့ရတယ် in fact ဆိုတဲ့အမှန်တကယ်မှာတော့ဆိုတဲ့အသုံးလုံးလေးလည်း basically အစားသုံးလို့ရတယ် AI will be very good at accomplishing its goal AI ကသူ့ရဲ့လုပ်ငန်းဆောင်တာကိုပြည့်ညတ်အောင်ဆောင်ရွက်နိုင်တယ်အလို့တော်လိုက်မယ် if humans get in the way အဲ့တော့လူတွေကလည်း AI အတိုင်းဒီလိုလုပ်မယ်ဆိုရင် we could be in trouble ဘာဖြစ်နိုင်မလဲငါတို့ဒုက္ခရောက်မယ်နော်သူတတိပေးရနေ့တည်းမှာနျူကလ িয়ার လက်နက်တွေဖန်ပြီးတာတွေပြီးတော့နော်ပုံမတွေမကောင်းတဲ့ဟာလေးတွေဖန်ပြီးတက်သွားရောအားပါးကောင်းပါနော် Professor Hawking agrees that the development of artificial intelligence has already proved very beneficial for humanity လူတွေအတွက်လောတရားမှာအကျိုးရှိတဲ့အရာတွေကိုเนาะ AI ကနေ has already အတည်ပြုပြီးသားဖြစ်တဲ့လူတွေအကုန်လုံးကနေပြီးတော့ဒါအတည်ပြုပြီးသားဖြစ်တဲ့ဒီ AI နဲ့ပတ်သက်တဲ့ computer တွေမှုတွေအားလုံးကိုသူကဒီဘာမောက်ခိုင်ကြီးကသဘောတူနေတယ်
toward this end people need to be trained in the correct use of AI အဲ့တော့ AI ကိုကောင်းကောင်းမွန်မွန်သုံးသပ်ဖို့လူတွေကိုတေချာလေ့ကျင့်ပေးဖို့လည်းလိုအပ်တယ် He's also worried about the consequences of creating something that can match or suppress. Suppress ကတဘောကကြော်လော်တာပြုမယ်လူတွေတဲ့ကြော်သွားမလားဒါမှမဟုတ်လူတွေနဲ့ရှင်းနိုင်မလားအဲ့ဒီရဲ့နောက်ဆက်တွဲဖန်တီးမှုဟာတွေနဲ့ပတ်သက်ပြီးတော့သူတော့နည်းနည်းလေးတော့သူဆွေးပူပန်တယ်လို့ပြောရတယ်နော် On one hand we need to keep the advantages of technological progress in mind အဲ့တော့ဒီပညာတိုးတက်မှုတွေနော်ဒီပညာတိုးတက်မှုရဲ့အကျိုးကျေးဇူးကိုဆက်လက်ထိန်းသိမ်းဖို့တော့လိုအပ်တယ်တစ်ဖက်မှာလည်း on the other we need to proceed with caution အဲ့တော့ cautious mean sorry to proceed with me To continue with the particular action. ဆက်လက်လှုပ်ဆောင်ဖို့ပြောcaution တတိရှိရှိနဲ့ဆက်လက်လှုပ်ဆောင်ဖို့လိုအပ်တယ်ဆိုတော့ပြောရဘယ်လိုကြ when it comes to giving ownership to AI အဲ့တော့စာတပုတ်တင်လိုက်တဲ့အခါကျရင်တို့တွေက AI စီကနေယူရရှိရလေဘသူ့ owner ပေးမှာလဲဒီလိုသဘောမျိုးပြောတာ when it comes to love ချင်းနဲ့ပတ်သက်လာเนาะအချင်းအကြောင်းနဲ့ပတ်သက်ပြီးဆွေးနွေးရမယ်ဆိုတော့ when it comes to ဆိုတာလေအသုံးလေးတဲ့ဒီနောက်မှာဒါတို့မျိုးထည့်ချင်တဲ့အကြောင်းအရာလေးကိုဒီအကြောင်းအရာနဲ့ပတ်သက်ပြီးပြောရရင်စသဖြင့်ဒီလိုမျိုးနေထားလေးမှာဒီလိုမျိုးတွေသုံးလို့ရတယ်အဲ့တော့တူရဲ့နောက်မှာဒီမှာနောက်တစ်လုံးကိုထည့်လိုက်မှာပေါ့နော် when AI take charge of everything တကယ်လို့ AI ကဆက်ဆက်ရရတာဝန်ယူပြီးဆောင်ရွက်မယ်ဆိုရင် humans will become subservient to their creation subservient mean slave ဘာဖြစ်လာမှာလဲလူတွေကဆက်ဆက်ရဆိုတော့အစီကံပြောတာနော်။အားပဲဆက်ဆက်ရပန်နေတော့ကွာ။အဲ့တော့လူတွေကတို့တွေသူ့ ownership ပြပေးနေရတော့ဖြစ်။ This is a scary scenario in which AI will soon turn into a ruthless monster. Ruthless means crucial တနည်းအားဖြင့်ရစ်ကြကြုတ်တဲ့တရားဖြစ်လာနိုင်တယ်ပေါ့နော်။ဆရာဖြစ်လာနိုင်တယ်လို့ပြော။ Humans will become slaves. On the slave to their own genius. I don't know, genius. US. လူတွေကအလုံးလုံးနေရတဲ့သူတို့ရဲ့အစီအကံခိုက်ဖက်လို့ဖြစ်သွား AI ကိုပဲခိုင်းတော့တယ်လူတွေကလုံးဝခံပြီးတော့ဒါဆိုရင်လောက်ပါအောင်ပေါ့နော် Humans be careful. What are potential advantages and ethical concerns of AI? အဲ့တော့တို့ဒီကျင့်ဝတ်ပိုင်းဆိုင်ရာတွေမှာပြဿနာရှိကြတယ်ပေါ့နော် AI will make a lot of questions before you trust your future to AI အဲ့တော့မေးတာလည်းမေးဒါပေမဲ့ချစ်ရုံအဲ့တော့ AI တွေဒီအများနဲ့ပြောပါတယ်သူစပို့လိုက်သူလည်းမားနိုင်တယ်ဆိုတာကိုသူပြောတယ်အဲ့တော့တခုခုစာရေးခိုင်းလိုက်တဲ့အခါကျ AI ဝက်ခါပြီးတော့ဘာမှကျုပ်စားအားထုတ်မှုမရှိဘဲနဲ့မလုံနိုင်တော့ဘလို့နဲ့တော့ဗရိမတက်ခေရှုဖို့တည်တယ်လို့ဖြစ်နေမှာစိုးလို့ပါကိုယ်တိုင်ကဒီတိုင်းပဲတော့တခုခုလှုပ်လိုက် AI ပဲချရေးထားတဲ့အခါကျ essay လည်း AI အကုန်လုံး AI နဲ့ရေးလိုက်တဲ့အခါကျတော့လေတို့မှာ creation ခုမှမရှိတော့အဲ့တော့ဘယ်မှာတော့တိတာလဲဆိုရင် speak ပြောတဲ့အခါအရင်တိတာ writer ရေးလိုက်အထူးသဖြင့်ဒီဝမ်းအတန်းမှာကိုတွေ့ညာနော် BD class မှာ speaking မှာတော့တိတ်မတော့ဘူးဒါပေမဲ့ရေးလိုက်ရင်လက်ပြတ်ထွက်နေတာပေါ့နော်ဘာကြောင့်လဲရှင်းရှင်းလေးပဲလေနော်သိနေမြင်နေတာဘာဖြစ်လို့စကားပြောရင်သူတိတ်တော့မကောင်းဘူးဒီကလေးကဒါပေမဲ့ right ရေးလိုက်တဲ့ခါကျရင်စကားလုံးတွေကလည်းလှတယ်သုံးလုံးတွေကလည်းမိုက်တယ် flawless ပြန်တော့ကွာဘာအပြစ်နိုင်စရာမရှိဘူးလို့အဲ့လိုမျိုးကြတော့လေတိတ်လို့မကောင်းဘူးပေါ့နော်ဒါဆိုစကားတွေသိနေရတယ်ဟောရှားရေးကျွန်တော်အင်္ဂလိပ်စာမလေးလာတော့ AI ကျွန်တော်တို့မှာ AI ရှိတာပဲဟောအင်္ဂလိပ်လိုမပြောတော့ဘူးလားနော်အင်္ဂလိပ်လိုမပြောတော့ဘူးလားဒါမို့လဲဟောရပါတယ်ကျွန်တော်အင်္ဂလိပ်စာမလေးလာဘူးကျွန်တော်အင်္ဂလိပ်စာတက်တဲ့ကောင်ကိုခိုင်းစားမယ်လာပြောဆိုကိုယ်တိုင်တက်ထားရင်မကောင်းဘူးလားတော့လေနော်အဲ့တော့ကိုယ်တိုင်လည်းလေ့လာပါသူများကိုလည်းမျှဝေပါplease stop recording